မင်္ဂလာပါထိုင်းစကားမှာတစုံတစ်ယောက်ကကိုအကြောင်းအရာတစ်ခုခုလာပြီးတော့ရှင်းပြတဲ့ခါကျရင်နားလည်လားထိုင်းစကားနဲ့ခောက်ကြိုင်းမိုင်လို့မေးတဲ့ခါကျရင်ကိုကနားလည်တယ်ဆိုရင်ခောက်ကြိုင်းဖြေလို့ရပါတယ်နားမလည်ဘူးဆိုရင်မိုင်ခောက်ကြိုင်းသိတယ်ဆိုရင်ရိုးအဲ့လိုပြောလို့ရပါတယ်မသိဘူးဆိုရင်မိုင်ရိုးအဲ့ဒီရိုးဆိုတဲ့အတန်ကိုအပေါ်ဆွဲပေးပါရူမဟုတ်နော်ရူလည်းမဟုတ်ဘူးနော်ရိုးအဲ့လိုဖြစ်ရမှာနော်တစုံတစ်ယောက်ကကိုယ်ကိုညွန်ကြားချက်တွေပြောတဲ့ခါကျရင်ကိုကအဲ့ဒီအကြောင်းအရာပေါ်မှာကိုကနားလည်တဲ့သဘောပေါက်တယ်အဲ့ဒါကိုထိုင်းလို့နဲ့ကိုကပြန်ပြောတဲ့ခါကျရင်သိတယ်ပေါ့နော်အဲ့ဒါကိုထိုင်းလို့နဲ့รับทราบလို့ပြောလို့ရပါတယ်รับทราบဆိုတဲ့အဓိပ္ပာယ်ကနားလည်သဘောပေါက်ပါပြီလို့အဓိပ္ပာယ်ရပါတယ်သူကကိုယ်ကိုပြောပြလို့အကြောင်းအရာတစ်ခုခုဒီနေ့ဒီလိုလုပ်ပြီးပါအောင်ဒီလိုအခြေအနေရှိတယ်လုပ်ပြီးလို့ရမလားပြောတဲ့ခါကျရင်ကိုကသူပြောတဲ့အကြောင်းအရာပုံမှာကိုကနားလည်တဲ့သဘောပေါက်တယ်သိပါပြီနားလည်ပါပြီသဘောပေါက်ပါပြီအဲ့လိုပြောချင်တဲ့ခါကျရင်รับทราบလို့လည်းပြောလို့ရတယ်รู้ဆိုတဲ့စကားတဲ့ပြောတာတဲ့รับทราบဆိုတဲ့စကားကပို့ပြီးတော့ရှင်းကျေးရပါတယ်အဲ့လိုအရေးပါတဲ့စကားလုံးကိုသိချင်တဲ့ခါကျရင်ကျွန်တော်ရဲ့ Learn Thai with ဌာနတိပင်မှာလာပြီးတော့လေ့လာလို့ရပါတယ်နောက်ထပ်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြရအောင်